ဒီတစ်ပတ်ရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးပွဲဖြစ်တဲ့ Manchester Derby Premier League ပွဲစဉ်22ရဲ့အဖွင့်ပွဲဖြစ်တဲ့ကစားရမယ့်ဒီ Manchester Derby ပွဲဟာလက်ရှိစိတ်ဝင်စားမှုအမြင့်ဆုံးပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်။ဒီပွဲစဉ်ကပရိသတ်တွေမျှော်လင့်ထားသလိုပဲပြိုင်ဆိုင်မှုပြင်းထန်လာမယ့်ပွဲတစ်ပွဲလို့မျှော်လင့်လို့ရပါတယ်။နှစ်ဖက်စလုံးကရှော့ကန်လို့မရတဲ့အနေအထားပါ။ City ကလည်းချန်ပီယံပြေးလမ်းမှာတရေ3ပွဲဆက်တိုက်ကျခဲ့ပြီးတော့Premier League မှာမဖြစ်မနေအနိုင်ရလက်ရယူဖို့လိုအပ်နေတဲ့အခြေအနေ United ကလည်းMichael Carrick နဲ့အသင်းရဲ့ပုံစံတစ်မျိုးပြောင်းလဲပြီးတော့ကစားလာတော့မယ့်အခြေအနေဆိုတော့United ပရိသတ်တွေအတွက်လည်းမျှော်လင့်စရာတွေရှိရပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့United နီးပြတဲ့ Michael Carrick ဘယ်လိုပုံစံပွဲထွက်လာမလဲဆိုတော့Michael Carrick ဘယ်လိုပွဲထွက်လာမလဲကျွန်တော်တစ်ချက်ခံမှန်းကြည့်ပါမယ်ကျွန်တော်စိတ်အထင်ကိုခံမှန်းကြည့်တာပေါ့နော်ကားရတယောက်ကိုမနီယာမှာလာမန်းနဲ့ပဲပွဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့နောက်တန်း၄ယောက်နေရာမှာဒီဂိုဒါလော့စ်မာတီနက်စ်မကွိုင်းယာပြီးတော့လူရှောဖြစ်မယ်လို့ထင်တယ်ပေါ့နော်ရှိုးရိုးဟဲဗန်တို့တော့ကားရလိုင်းနဲ့မပေးတော့ဘူးလို့တော့ထင်တာပဲစီနီယာကစားသမားတွေကဒဏ်ရာလည်းပြန်သက်သာလာပြီဆိုတော့ပွဲထွက်လာမယ်လို့တော့ကျွန်တော်ခံမှန်းနေပေါ့နော်နောက်တန်းလေးယောက်နေရာမှာဒီကိုဒါလော့စ်ရဲ့မကွာယာရဲ့မာတီနက်စ်ရဲ့ပြီးတော့လူရှောရဲ့ဖြစ်မယ်ပေါ့နော်ကွင်းလင်းမှာတော့ကက်စမဲရိုနဲ့ဥပါရီမဟုတ်လို့ရှိရင်မိုင်နူးကိုတွဲပြီးတော့သုံးလာနိုင်တယ်လို့ထင်ဒီညမှာကျွန်တော်မိုင်နူးပို့ပြီးဖြစ်နိုင်တယ်လို့တော့ထင်တယ်ပေါ့နော်ကက်စမဲရိုနဲ့မိုင်နူးနဲ့ဖြစ်နိုင်တယ်ကွင်းလင်း2ယောက်ပါဒီကစားကွက်ခွင်းကြီးကတော့4-2-3-1နဲ့ပဲထွက်လာမယ်လို့တော့ထင်ပါတယ်ကွင်းလင်2ယောက်ကကက်စမီရိုနဲ့မိုင်နူပြီးတော့ညာတောင်ဘက်မှာအမ်ဘူမိုရဲ့အာမက်ရဲ့2ယောက်ရွေးချယ်ခွင့်ရှိတာဆိုတော့ကားရဘယ်သူရွေးမလဲပေါ့နော်ကျွန်တော်တော့အမ်ဘူမိုဖြစ်မယ်လို့တော့ထင်တယ်ပေါ့နော်အမ်ဘူမိုရဲ့ကွန်ညာရဲ့ဘရူနိုဖာနန်ဒက်ရဲ့3ယောက်4-2-3နေရာမှာပွဲထွက်လာမယ်ပေါ့နော်ရှေ့တန်းတိုက်စစ်အထောင်မှာတော့ဆက်စကိုပဲပါဝင်လာမယ်လို့ထင်ပါတယ်ဆိုတော့ United fan ညီကိုတွေ brother တွေရောဘယ်လိုထင်လဲMichael Carrick ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲကျွန်တော် comment လေးမှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်တစ်ဖက်က Manchester City ကိုကြည့်မယ်ဆိုရင် Guardiola ရဲ့ Premier League ကို6ကြိမ်ရယူထားတဲ့အတွေ့အကြုံနဲ့ဘယ်လိုပုံစံ line up ပွဲထွက်လာမလဲ Manchester Derby ကိုဆိုတော့ Man City ကလက်ရှိစီမန်ညိုးကိုခေါ်ပြီးတော့တိုက်စစ်မှာအားဖြည့်ထားတာစီမန်ညိုးကိုယ်တိုင်ကလည်းရောက်လာပြီးချင်း2ပွဲဆက်တိုက်ဂိုးသွင်းထားတယ်ဆိုတော့သူကိုယ်တိုင်နဲ့သူ့ရဲ့အသင်းဘော်တွေကိုလည်း motivate ပေးပြီးသားဖြစ်တယ်အသင်းကတကယ်အချိန်ကုန်ကောင်းနဲ့ Premier League ပြေးလန်းစီကိုပြန်လာနေပြီဆိုတော့ရှေ့မှာလည်းတရေ3ပွဲဆက်တိုက်ကျထားတယ်ဆိုတော့ Guardiola ကဒီပွဲကိုတော့မဖြစ်မနေအနိုင်ရဖို့ကြိုးစားလာမှာပဲ Guardiola ရဲ့ပွဲထွက်လူချင်းဖြစ်နိုင်ခြေရှိတဲ့လူချင်းကိုကြည့်မယ်ဆိုရင်တော့လက်ရှိGuardiola interview တွေမှာပြောနေသလိုပဲသူ့ရဲ့နောက်တန်းကစားသမားဒဏ်ရာရတာတော့တော်တော်များတယ်ပေါ့နော်ရူဘီဒီယက်စ်တို့ကဘာဒီယောတို့ဂျွန်စတုန်းတို့တကယ်ခန်းစစ်ကစားသမားတွေဒဏ်ရာရနေတယ်ကိုဗာဆစ်တို့ဒဏ်ရာရလူချင်းတွေမှာရှိနေတယ်ပေါ့နော်ဒါမဲ့တင်းရဲ့လူငယ်ကစားသမားအဲလီနီကိုဒီယာဒီဝက်မှာပဲစာရုပ်ဖြတ်သိမ်းပြီးတော့အငှားချတာကနေပြန်ခေါ်လိုက်ပြီးတော့ဒီအဲလီနီပေါ့နော်ဒီကစားသမားလေးမစိုးဘူးလို့ပြောလို့ရတယ်ရှေ့မှာဆော်သွားတဲ့ပွဲစဉ်တွေရဆိုရင်ကူဆန်နော့ဖ်နဲ့အဲလီနီလူငယ်ကစားသမားတွေချီးကျူးလို့ရတယ်ပေါ့နော်ဆိုတော့Man City ရဲ့ဂိုးသမားနေရာမှာဒိုနာရာမှာပဲပွဲထွက်လာဖို့များတယ်ပြီးတော့နောက်တန်း၄ယောက်နေရာမှာနူနက်စ်ရဲ့ကူဆန်နော့ဖ်အဲလီနီအခီဒီကစားသမားတွေပဲပွဲထွက်လာဖို့များပါတယ်defensive midfield နေရာမှာRodri ပါလာမယ်ပေါ့နော် Rodri ဂိမ်းပဲစော့ဖို့များပါတယ် Rodri ပါလာမယ်ညာတောင်မှန်မှာတော့စီမန်ညိုနဲ့ချာကီ2ယောက်ကိုသူရွေးချယ်တရားရှိတယ်ပေါ့နော်ဂွာဒီယိုလာအနေနဲ့စီမန်ညိုစော့နေတဲ့နေရာလက်ရှိချာကီရဲ့ပွဲထွက်နေရာလို့ပြောလို့ရတယ်ဆိုတော့ချာကီနဲ့စီမန်ညိုဘသူ့ကိုနေရာပေးလာမယ်ဒါမှမဟုတ်ဘယ်ဝင်းမှာရှိတဲ့ဒိုကူကိုပဲ line နဲ့အောက်လာမလားကတော့
ဂွာဒီယိုလာရဲ့အခုလက်ရှိအားသာချက်လို့ပြောလို့ရတယ်ပေါ့နော်သူအနေနဲ့ဒါတိုက်စစ်မှာ option တွေအများကြီးရှိသွားပြီဖိုရန်တို့လိုလဲကစားမလားရတယ်အဲ့လိုဆိုတော့ကွင်းလင်မှာဒါဖိုရန်နဲ့ဘရာနိုဆေးပါပဲပါလာဖို့များတယ်ပြီးတော့ဘယ်ဝင်းမှာတော့ဂျေရမီဒိုကိုပဲတုံးလာနိုင်တယ်ပေါ့နော်ညာချမ်းမှာတော့စီမန်ညိုပွဲထုတ်လာနိုင်တယ်လို့တော့ကျွန်တော်တို့ထင်နေပေါ့နော်တိုက်စစ်အထောင်မှာဒါဟာလန်ပဲပွဲထွက်လာဖို့များတယ်ဆိုတော့မန်စီးတီးမှာဒါပြောကြတယ်ခုလိုရှိတယ်ဟာလန်ပေါ့နော်ဟာလန်ဒီနောက်ပိုင်း9ပွဲလောက်မှာဒါဂိုးကန်ခေနေတယ်လို့ပြောလို့ရတယ်သူဂိုးတွေအပိုင်ခွင့်ရေးတွေရတယ်ကန်ပေမဲ့ဒါသွင်းဂိုးတွေမရဘူးပေါ့နော်ဆိုတော့ဟာလန်လည်းဒါမန်ချက်စတာဒါဘီမှာခြေသွမ်းပြလာမလားဂိုးတွေသွင်းလာမလားဆိုတာကိုမန်စီးတီးပြည်သက်တွေလည်းဒါမျှော်လင့်နေမယ်လို့ထင်ပါတယ်ဆိုတော့ဒါဒီနှစ်သိန်းရဲ့လူစင်းအရကြည့်မယ်ဆိုလို့ရှိရင်တော့ယူနိုက်တက်ကလည်းဒါမစိုးဘူးလို့ပြောလို့ရတယ်သူအနေထားတစ်ခုပဲရှိတယ်ကောင်းတာတွေတစ်ဖက်အသင်းရဲ့ဒဖက်ဒါဆန်နာဘက်တွေကအားနည်းနေတဲ့အနေထားလို့ပြောလို့ရတယ်မန်စီးတီးမှာဆိုလို့ရှိရင်ဆိုတော့အဲ့ကောင်းတာအထက်တွေနဲ့ပဲဒါတံမြန်တိုက်စစ်ဆင်ပြီးကစားသွားမလားဒါမှမဟုတ်ဘောကွန်ထရိုဂိမ်းပဲဆော့သွားမလားဆိုတော့ဒါမိုက်ကယ်ကားရဲ့ဘယ်လိုပုံစံဆော့သွားမလဲတော့စောင့်ကြည့်ရမယ်ပေါ့နော်ကျင်းနေတာတော့ဒါတစ်ဖက်ကမန်စီးတီးကတော့ဂိမ်းကိုကွန်ထရိုးလုပ်ပြီးဆော့လာဖို့တော့များမယ်လို့တော့ထင်နေပါတော့ထုံးစံတိုင်းဒါရိုဒရီကပွဲတံမိုးအတင်ချတွေလုပ်ပြီးတော့ကစားရမယ်လို့ပဲထင်နေပါတော့ဒီတောင်မန်နှစ်ဖက်ကမန်စီးတီးရဲ့တောင်မန်နှစ်ဖက်အတိုးလှုပ်တွေကိုမြင်ရမှာဖြစ်ပြီးတော့ဒါယူနိုက်တက်ရဲ့တံမြန်ကောင်းတာအထက်တွေကွန်ညာတို့ဒိုကူတို့ဒါအမူမိုအာမတ်တို့အဲ့လိုကစားသမားတွေရဲ့လမ်းကြောင်းတွေကိုဒါလမ်းကြောင်းထည့်ပေးမယ်ဘရူနိုဖာနန်ဒက်စ်လည်းပါလာပြီဆိုတော့ဒါပြောလို့တော့မရဘူးပေါ့နော်မန်စီးတီးကကျင်းတွေနိုင်မယ်လို့လည်းတွက်လို့တော့ပြောရတော့ခက်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကိုဒါပွဲရလက်ခံမှန်းရမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ကတော့ယူနိုက်တက်တို့ဒါကောင်းပြီးတော့ရှုံးသွားတယ်ပွဲတစ်ပွဲဖြစ်သွားမလားတော့ထင်နေပေါ့နော်ကောင်းပြီးတော့ရှုံးသွားမယ်ဆိုတာယူနိုက်တက်လည်းဂိုးသွင်းမယ်ဒါမန်စီးတီးကလည်းဂိုးသွင်းမယ်ပြန်လည်သွင်းဂိုးတော့ရှိမယ်ဒါပေမဲ့စီးတီးကပဲဆုံးသက်မှာနိုင်သွားမယ်ပေါ့နော်ယူနိုက်တက်တော့ကောင်းတယ်ပေါ့နီးပြတဲ့နဲ့တိုးတက်လာတယ်ဆိုပေမဲ့ဒါမန်စီးတီးကပဲအနိုင်ယူရတဲ့ပုံစံမျိုးဖြစ်မယ်လို့တော့ထင်နေပေါ့ဆိုတော့ဂိုးရလက်ကိုတော့ကျွန်တော်ယူနိုက်တက်1 City 3ဆိုပြီးတော့ခံမှန်းပေးခြင်းပါဗီဒီယိုလေးဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်